ပကူကမလေးလှလိုက်တာဒီရောင်လေးလည်းကြည့်ပါအောင်နော်မွန်တယ်ဒီရောင်လေးနဲ့ဒီပုံစံလေးနဲ့လိုက်တယ်ချစ်စရာလေးကော့မလည်းမြန်ရโอเคလှလိုက်တာမွန်တယ်လေးနဲ့နော်ချစ်စရာလေးချောနေရောပဲလေဘင်းမှာလည်းထောင်နေရည်ပါမရှိဘူးအပေါက်လေးလည်းလှတယ်โอเคကော့ဘင်းရမလေးလှလိုက်တာကြည့်ပါဦးချစ်စရာလေးနော်အပေါက်လေးတွေကစားလုံးဝမဟနေဘူးဒါရည်လည်းမဟနေဘူးပုံကွက်ထည့်ထားရလဲလှတယ်ဒီမှာဒါလေးတွေချုပ်ထားလဲချောတယ်โอเคကြိုက်လက်ကโอเคလှလိုက်တာရင်ဘတ်လေးတွေကိုဒီနားလေးတွေကစားလုံးဝထောင်နေတာကြွနေတာလုံးဝမရှိဘူးเนาะဒီမှာတော့ဘာမှတော့ခုနေမလောက်ထားအောင်เนาะโอเคလှရကော့ကတာကโอเคလှလိုက်တာเนาะဒီနားလေးတွေတော့တေချာတတိထားเนาะဘာလို့လဲဆိုတော့လွှတ်ချုပ်ဖြစ်နေတော့လေလွှတ်ချုပ်ကိုမှအမတို့ကဇာနဲ့ချုပ်တာမဟုတ်ပိတ်နဲ့ဖြစ်နေတော့ဒီနားလေးတွေကတော့မဟာဘူးအကုန်လုံးအဆင်ပြေတယ်ကော့အမလေးလှလိုက်တာဒီမှာရိုးသမီးဝတ်စုံတော့ရနေပြီเนาะဒီလိုမျိုးလေးနဲ့လုံးဝပြီးပြီဘာမှမလို့တော့ no bra မှာတင်ကို sequence ထိုးလိုက်တာနဲ့တင်ကိုပြီးသွားပြီเนาะโอเคလှလိုက်တာခဒေါင်လေးတွေရောလေဘင်းလေးတွေရောလှငုတုံကအမလေးလှလိုက်တာเนาะပြည်ပြီမဲ့လေဒီမှာကြည့်ပါအောင်ချက်ချက်ကက်ကလေးပဲနောင်ချိုကမလဲလှလိုက်တာเนาะနက်ပြရောင်လေးနဲ့အသားလေးနဲ့လုံးဝဟတ်နေရပဲเนาะကော့โอเคကိုညံကောမလေးလှလိုက်တာအပေါက်လေးတွေကိုဒီနားလေးတွေရောအကုန်ချက်ကပ်ပြီဘာမှတော့ပြောစရာမရှိနေကော့ပကူကမလေးလှလိုက်တာကြည့်ပါဦးဒီမှာဒီနားတွေပြည့်ရဆိုပေမဲ့လည်းအသားတွေအထွန်နေရမရှိဘူးလုံးဝဒီအဝိုက်တွေလှရလို့ပြောအောင်ပါเนาะโอเคကော့ငေါ်လည်းမြန်ရโอเคလှလိုက်တာပုံကွက်တွေထည့်ထားတာအစလက်တွေရောချောနေရပဲโอเคကော့မြန်โอเคလှတယ်လက်ဟိုနဲ့လေးလည်းအဆင်ပြေတယ်နေရတာအရင်ကြက်နေလားကြက်ဘူးเนาะโอเคကြိုက်လက်ကโอเคလှတယ်ခဏနဲ့တူသွားရနော်အင်ဂျီရလေနော်ကျန်တဲ့နေရာတော့အဆင်ပြေတယ်လက်ဘင်းပေါက်ကလေးတွေလည်းလုံးဝချက်ကတ်နေရပဲနော်ဒီမှာလည်းဓာတ်လေးတွေနဲ့ဖတ်ပြားလေးတွေလည်းလှတယ်အဆင်ပြေတယ်ကော့ကတာကโอเคလှတယ်အခုံးလေးတွေရောဒီမှာအပေါက်လေးတွေအစလုံးဝမဟနေကော့တနက်ပင်ကျတနက်ပင်โอเคလှလိုက်တာကြည့်ပါဦးမလို့စင်းလေးတွေအစโอเคအပေါက်ကလေးတွေရောကော့လှမှုတော့โอเคလှလိုက်တာကြည့်ပါဦးအရောင်လေးနဲ့တော့လေဘင်းလေးတွေဆိုလဲလုံးဝထောင်နေရတွေဟနေရတွေမရှိဘူးโอเคကောနောင်ချိုကအမလေးလှလိုက်တာလုံးဝတွန့်ရတော့မရှိနေဘူးကြည့်ပါဦးနော်လုံးဝပြည့်ရိပ်ပြီးရောလေလှလိုက်တာကောကိုညံကုန်းကအမလေးလှလိုက်တာနော်မွန်စင်လေးကိုအမိတ်ကလေးကအောက်နားဖြစ်အောင်လို့ယူထားโอเคလှတယ်ပကူကโอเคလှတယ်နော်ပေါက်လေးတွေရောအကုန်အဆင်ပြေတယ်ဒီနားမှာဘာလို့ထောင်းတာလက်နည်းနည်းပွားနေလို့ထင်တယ်ဟုတ်တယ်လက်မောင်းရင်နည်းနည်းများနေတော့သွားပြီးဟိုကဖြစ်သွားတာကျန်တဲ့ဟာတွေခေါ်လို့အဆင်ပြေတယ်ကော့မော်လမြိုင်ရโอเคလှလိုက်တာချစ်စရာလေးနော်အပေါက်လေးတွေကအစโอเคတယ်โอเคကော့ဟိုဘင်းကမလေးလှလိုက်တာချစ်စရာလေးနော်ဒီမှာကြည့်ပါဦးဒီနားတွေလဲဒါလွတ်ချုပ်အပေါ်နဲ့အောက်နဲ့ကိုရင်ကန်နဲ့ဟိုနဲ့ကိုလွတ်ချုပ်လို့ပုံစံမျိုးနဲ့ချုပ်ထားတာလုံးဝဘယ်နေရာမှမဟနေဘူးမချောင်းနေဘူးโอเคကြိုက်လက်ကโอเคလှတယ်ရင်အုံလေးတွေကိုမှအပေါက်ကလေးတွေကအစနော်အမှတော့ပြောစရာမလိုဒီနားတွေကအစတွန့်နေရတွေခောက်နေရတွေဘာမှမရှိဘူးโอเคကောကတာကမလေးချက်ကတ်နေရပဲနော်ဒီမှာကြောင်းအထောင်လေးတွေကအစကပတ်ပြားလေးကိုလှရကောတနက်ပင်โอเคလှတယ်ချစ်စရာလေးပေါက်လေးတွေရောလှတယ်ခုံးလေးတွေရောနော်ဒါပိတ်သားနဲ့ချုပ်ထားတာဆိုတော့ဟိုဒီလောက်ကတော့အဆင်ပြေတယ်လို့ပြောရမှာပေါ့နော်လှတယ်ငုတုံကမလေးလှလိုက်တာချစ်စရာလေးကြည့်ပါဦးအသားရောင်နဲ့ဟတ်နေရပဲဟမ်တော်တော်လှတယ်ခရောင်လေးတွေရောကော့နောင်ချိုကမလေးလှလိုက်တာစိမ့်လေးမှာရှမ်းစင်လေးနဲ့နော်လက်လေးတွေအစဖောင်းပြပြလေးနဲ့နော်โอเคလှတယ်ကော့ကိုညံကုန်းကမလေးလှလိုက်တာဒီကကော့ပိတ်တွေတွတ်နေရလားဟုတ်လားโอเคလှတယ်โอเคကော့